The thing nominee အမည်ခံအဲ့ဒီဟာတွေအကုန်လုံးကအတူတူပဲအကယ်၍ company မထောင်ဘဲနဲ့ sign တစ်ခုဖွင့်ချင်တယ်ဒါပေမဲ့ကိုက foreigner အနေနဲ့ကလုပ်လို့မရဘူးလေ sign ကလည်းတိတ်တိတ်လေးပဲဖွင့်ချင်တာ company ရှိစရာမလိုဘူးအဲ့တော့ကိုကလူတစ်ယောက်ကိုထိုင်းလူမျိုးတစ်ယောက်ကိုအမည်ခံပြီးတော့ဆိုင်ဖွင့်အဲ့လိုမျိုးဆိုရှင်လေတထင်းငါပဲအမိခံတာပဲ nominee ပဲဒါပေမဲ့နင်းထိုင်နာမည်ယူသုံးပြီးတော့ဆိုင်ဖွင့်လိုက်လို့မရဘူးเนาะအဲ့ဒီလူစီမာကလည်း company မရှိရင်တောင်မှ business registration လုပ်ထားရမယ်ထိုင်းလို့ဆိုရင် by จดทะเบียนพาณิชย์လို့ခေါ်ပါတယ်ပုံမှန်တိုင်းကတော့အစိုးရဘက်ကသတ်မှတ်ထားတယ်ဥပမာတလားသမဟုတ်တစ်နှစ်မှာဝင်ငွေထွက်ငွေကဒီလောက်ပဝင်းကျင်ထိမရှိဘူးဆိုရင်ရတယ်အဲ့ဒီဘိုင်တော်ထပြန်ဖာနစ်နဲ့ဆိုင်ဖွင့်လို့ရတယ်စီးပွားရေးလုပ်လို့ရတယ်ထိုင်းအနေနဲ့ပြောနေတာเนาะဒါပေမဲ့အကယ်၍သူတို့သတ်မှတ်ထားတဲ့ amount ထက်ကျော်သွားတယ်ဆိုရှင်တော့ဘလို့ပဲဖြစ်ဖြစ် company ကတော့ရှိကိုရှိတင်တယ် company လည်းအဲ့လိုပဲ foreigner အနေနဲ့လုပ်လို့မရဘူး except for BOI ပေါ့နော်အဲ့တော့ Thai company ရှိဖို့အတွက်ကလည်းထိုင်းလူမျိုးတယောက်ရှိရမယ်အမှန်တကယ်ဘယ်နေရပဲဖြစ်ဖြစ်ပေါ့နော်စုပေါင်း51ရာခိုင်နှုန်းကင်ထားရမယ် foreigner အနေနဲ့ကတော့ဘယ်နေရပဲဖြစ်ဖြစ်49ရာခိုင်နှုန်းကင်ထားရမယ်အဲ့ဟာအလုံးသိမှာပါတချို့ရင်မင်း okayအဲ့ဆိုရှင်ထိုင်းတယောက်ပဲဆိုရင်သူကတော့ကြာရုံမှာသွားမှာဆိုလို့အဲ့ထိုင်းတယောက်51ရာခိုင်နှုန်းကင်ထားတယ်ဟုတ်တယ်မလားအဲ့တော့ဒီလိုလုပ်မယ်ဆိုရင်ရောတဲ့ဒါ series client တွေလာပြောကြတာပေါ့နော်ထိုင်းလူမျိုးကို2ယောက်တော့မဟုတ်3ယောက်လောက်ခေါ်လိုက်မယ်ကွာအဲ့တော့သူတို့3ယောက်ကအဲ့51ရာခိုင်နှုန်းကို3နဲ့စားလိုက်ပေါ့မဟုတ်2နဲ့စားလိုက်ပေါ့အဲ့တော့သူတို့ကင်ထားတဲ့ရာခိုင်နှုန်းကနည်းမယ်ကိုကသူတို့ထက်များမယ် it doesn't matter ဘာမှမဆိုင်ဘူးအဲ့လိုမျိုးလုပ်ရင်တော့မပိုရှုပ်ထွေးအောင်မယ်เนาะသူတို့3ယောက်ပူးပေါင်းပြီးတော့မပို့ပြီးအောင်ရုပ်มาလို့ရသေးတယ်အဲ့တော့မလို့ဘူး anyway ဘလို့ပဲဖြစ်ဖြစ်တထင်းငါးတာတွေအမိခံတာတွေ nominee တွေကအလုံးသိမှာပါအမှန်တကယ်တော့တရားမဝင်ဘူးနော်ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်ချင်တယ်ယင်းနှမြုံနယ်မှုလုပ်ချင်တယ်သို့မဟုတ်တခြားဟာတွေလုပ်ဖို့စိတ်ဝင်စားတယ်ရှိတယ်ဆိုရင် KDA ကနေဆက်သွယ်လာလို့ရပါတယ် private consultation လည်းလုပ်လို့ရတယ်နော်